မင်္ဂလာပါကျွန်တော်ရဲ့အိမ်ချမ်းမြေလုပ်ငန်းဟာလေးအတွက် application လေးတစ်ခုကျွန်တော်စာပြီးတော့အကျန်းလေးဆွဲမယ်ပေါ့နော်အဲ့တော့အကျန်းဆွဲမယ်ဆိုတော့ဒါကဖုန်းပုံလေးပေါ့နော်အဲ့တော့အဲ့ကနေကျွန်တော်ရှာဖွေ box အတွက်ကျွန်တော် session တစ်ခုကျွန်တော်ထားလိုက်မယ်ထိတ်မှာ okay ဒါရှာရန်ပေါ့ဗျာ okay ပြီးသွားပြီဆိုရင်ကျွန်တော် button လေးတစ်ခုထည့်မယ်ဒီမှာရှာဖို့ခလုတ်လေးပေါ့နော်Okay. Okay. ပြီးပါရင်ကျွန်တော်ဒီအောက်နားလေးမှာလေကျွန်တော်ဘယ်လိုလုပ်ချင်လဲဆိုတော့ဒီမှာ100တန်းဒါ200တန်း300တန်းဒီလိုမျိုးပေါ့နော်ကောင်းဒါ200တန်း300တန်းโอเคဒီလိုမျိုးလေးကျွန်တော်ဆက်ပြီးတော့ထည့်ခြင်းတယ်ပြီးရင်အောက်မှာတော့ကျွန်တော်တကယ်အိမ်ချမ်းမြေအတွက်ဟိုပါဒီပေါ့နော် cat design နေနဲ့လာမယ်အဲ့တော့ဒီလိုလေးတွားလိုက်ပြီဗျာโอเคအကျန်းလေးပေါ့ဗျာနော်ဒါကတော့အိမ်ချမ်းပုံတွေဗျာအိမ်ချမ်းနဲ့ပတ်သက်တဲ့ပုံတွေပေါ့နော်ပုံတွေအဲ့ဒီမှာငါထိတ်မှာကျွန်တော်တို့ကဈေးရဘလောက်ပြီးအသေးစိတ်အချက်လက်ကြည့်လို့ရဖို့အတွက်ထည့်မယ်ဒီsorry ကြည့်မယ်ဒီလိုလေးပြောလိုက်မယ်ဒီထိတ်မှာဒါကြည့်လို့ရတဲ့ခလုတ်လေးပါမယ်ပေါ့ဗျာဒီကောင်းလေးကိုကျွန်တော်နည်းနည်းလေးစာလေးနည်းနည်းသိလိုက် okay ဒီထိတ်မှာဒါနှိပ်ကြည့်လို့ရမယ်ဗျာ okay ပြန်အဲ့လိုမျိုးကတ်လေးတွေအများကြီးရှိမှာပေါ့ဗျာโอเคဒီလိုအများကြီးရှိမှာဗျာပြီးရင်ဒီအောက်မှာကျွန်တော် button tab လေးတစ်ခုထည့်ထားလိုက်မယ်ဒီအောက်နားလေးမှာbutton tab လေးတစ်ခုထည့်ထားလိုက်မယ်ဒါအင်ချန်လို့ကျွန်တော်ပြောလိုက်မယ် okay ဒီ tab လေးထဲမှာဒါနှိပ်ကြည့်လို့ရတယ်နှိပ်လိုက်လို့ရှင်ဒီအင်ချန်ကိုရောက်နေပြီဆိုဒီအင်ချန်လေးပြမယ်ပြီးသွားရင်ရှာရန်ပေါ့ဗျာ okay ရှာဖို့ကိစ္စအတွက်တခုပြမယ်နောက်တခုကရောင်းဖို့အကွက်တွေလည်းကျွန်တော်တို့ကထားတာဘူးလေရောင်းရင် okay ဒီလိုမျိုးရောင်းရင် okay ဒါတော့ design အကျန်းလေးပေါ့ဗျာကျွန်တော်ဒီလို mockup ဆွဲတာတော့ပြင်းတယ်ဗျာအဲ့တော့ပြင်းတယ်ဆိုတော့တကယ် application UI ဘယ်လိုထွက်လာမလဲဆိုတာတော့ဒီခဏနေကျွန်တော်ပြမယ်နော်အခုကျွန်တော်ကုတ်ရေးလိုက်အောင်မယ်အခုဒီပုံစံနဲ့သွားမယ်ပေါ့နော်အများအားဖြင့်တော့သူရဲ့ design တွေကတူတယ်ဆိုတော့ကျွန်တော်ရှာရန်တို့ဘာလို့နှိပ်တဲ့ UI တွေတော့ကျွန်တော်ထပ်ပြီးတော့မဆွဲတော့ရောင်းရနေတယ်ကျွန်တော်ဆက်မဆွဲတော့ဘာလို့ပုံစံတွေကသဘောတရားတူတယ်ဗျာနော် okay အဲ့တော့ကျွန်တော်ကုတ်နည်းနည်းရေးလိုက်မယ်သွားကြည့်ကြအောင်ဗျလေးရသွားပါပြီဒီမှာမြင်ရမယ်ဆိုလို့ရှိရင်ပထမဆုံးဒီတစ်ပိုင်းမှာရှာရန်ရှိတယ်ဒီထဲမှာကျွန်တော်တို့ကဒီအိမ်ချမ်းမင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကနေပြီးတော့ရှာလို့ရတယ်ပေါ့နော်ဥပမာဒီမှာဆိုမျိုးကုန်းရက်ကွက်ဒါပေ40 60ကိုပြောတာကျွန်တော်တို့ပဲနားလဲအောင်ဖန်တီးထားတဲ့ဟာပေါ့နော်ပေ40 60အကွက်ဒီမှာ40အမြင့်ဆုံး60ဆိုလို့ရှိရင်ဒီလို40 60ထွက်လာမှာပေါ့နော်အဲ့လိုပဲဖုန်းနံပါတ်ရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်လည်းဒီ channel နဲ့ပတ်သက်တဲ့ဖုန်းနံပါတ်တွေပါတယ်ဒီဖုန်းနံပါတ်နဲ့ပတ်သက်တဲ့အချက်လက်ထွက်လာမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီမှာတော့ဒါကတော့အလွယ်တကူရှာလို့ရအောင်ဗျာဒါ100ရန်ဆိုလို့ရှိရင်100ရန်အိမ်တွေပဲထွက်လာမယ်200ရန်ဆိုရင်200ရန်အိမ်တွေပဲထွက်လာမယ်တခုပြောချင်တာဒီကောင်ကကျွန်တော်တို့ကpublish လုပ်မဲ့ကောင်မဟုတ်ဘူးเนาะ publish လုပ်မယ်ဆိုတာသူများတွေအများကြီးဝင်သုံးနိုင်မယ့် application မဟုတ်ဘူးကျွန်တော်နဲ့အဲ့လိုမျိုးကျွန်တော်နဲ့အလုပ်လုပ်တဲ့လူတွေပဲသုံးလို့ရမယ်သူတို့လည်းကြည့်လို့ရမယ်ကျွန်တော်လည်းကြည့်လို့ရမယ်မြန်ဆန်ပေါ့ဗျာအဲ့လိုမျိုးရှာဖွေလိုက်လို့ရတဲ့ဟာမျိုးတစ်ခုပေါ့เนาะ200ရန်နှိပ်လိုက်ရင်200ရန်တွေထွက်လာမယ်ပေါ့ဗျာအဲ့လိုဒီအိမ်နဲ့ပတ်သက်ပြီးအသေးသေးသိချင်ဒီကောင်လေးနှိပ်လိုက်ရုံပဲဒါဆိုရင်သူနဲ့ပတ်သက်တဲ့အသေးစိတ်ထွက်လာမယ်ဈေးနှုန်းဘလောက်ဖုန်းနံပါတ်ဘလောက်အမည်ဘလောက်ပြီးရင်အသေးစိတ်ဘလောက်ပြီးသွားရင်ပုံတွေကဒီ channel ပတ်သက်တဲ့ပုံတွေကဘယ်လိုပုံတွေစသဖြင့်ပေါ့နော်ဒီလိုမျိုးထွက်လာမယ်
ပြီးရင်ဒီအောက်မှာတော့ဒါခြံကွက်တွေပေါ့ဗျာအကုန်လုံးကျွန်တော်တန်းစီပြီးတော့ပြထားတယ်အားလုံးပေါင်း132ကွက်ရှိတယ်ပေါ့ဗျာလောလောဆယ် data တွေကတော့ data တွေနဲ့တော့မဖြစ်ရသေးဘူးပေါ့နော်ဒါလောလောဆယ်အကြမ်းမြင့် data တွေနဲ့ရှောက်ဖြည့်ထားတဲ့ဟာတွေဒီမှာအောက်မှာဆိုလို့ရှိရင်လည်းဘာလေးရှိတယ်ဒီကောင်လေးမှာကျွန်တော်ရှာရန်နှိပ်လိုက်လို့ရှိရင်ရှာလို့ရမယ့် box တွေထွက်လာမယ်ပေါ့နော်ဒါတော့ရောင်းရရှိတဲ့အကွက်တွေပေါ့နော်အဲ့လိုမျိုးဟာတွေပြထားတဲ့ဟာပေါ့နော်ဒီကောင်တွေကတော့အလုံးမလုပ်သေးဘူးဘာဖြစ်လို့ဆိုတော့ပုံစံသဘောတရားအရာတူတယ်ဆိုတော့ကျွန်တော်ကမလုပ်တော့ဘူးတကယ် data တွေနဲ့အလုပ်လုပ်မှာပဲတခါတည်းဒီကောင်တွေကိုလုပ်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးတကယ် data တွေနဲ့အလုပ်လုပ်တဲ့ဟာပြီးသွားပြီဆိုရင်တော့ကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်အဲ့တော့မိတ်ဆွေတို့ကလည်းမိတ်ဆွေတို့လုပ်ငန်းအတွက်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းအခုဆိုရင်ကျွန်တော်တို့ရဲ့လုပ်ငန်းနည်းနည်းလွယ်ကူသွားအောင်လို့ဆိုပြီးဒါကျွန်တော်ရေးထားတဲ့ဟာပေါ့နော်မိတ်ဆွေတို့လုပ်ငန်းအတွက်လည်းလုပ်လို့ဘယ်လိုပြောရမလဲဒီလိုမျိုးကိုလုပ်ငန်းမြန်ဆန်ဖြစ်ဖို့အတွက်အဲ့လို application တွေလုပ်ချင်တယ်ဆိုရင်ကျွန်တော်လည်းလာပြီးတိုင်ပင်လို့ရတယ် application ရေးပြမှာမဟုတ်ဘူးမရေးပြလို့ရှိရင်လည်းကျွန်တော်လုပ်ငန်းအကြောင်းတွေပြောပြအဲဆိုရင်ကျွန်တော်ပြန်ပြောပြလို့ရတယ်ဟာ okay ဒီလိုဆိုရင်တော့အခုဒီဖုန်းထဲမှာဒီလိုမျိုး application လေးမဟုတ်ကွန်ပျူတာထဲမှာဒီလိုဟာလေးဖန်တီးထားမယ်ဆိုကိုလုပ်ငန်းအတွက်ပို့ပြီးတော့လွယ်ကူသွားနိုင်မယ်ထင်တယ်ဘာညာကျွန်တော်စကားစမြည်ပြောကြတာပေါ့ဗျာ okay အားလုံးကျေးဇူးပါဒီ application လေးပြီးသွားရင်တော့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးတော့ပြပေးမယ်ပေါ့နော် okay အားလုံးကျေးဇူးပါဗျ